ဒုတိယကမ္ဘာစစ်ကြီးအပြီး17နှစ်အကြာ1956ခုနှစ်ရဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။အသင်းရဲ့လက်ထောက်နီးပြကတော့ဂျင်မီမာဖီဖြစ်ပြီးသူဟာလူငယ်ကစားသမားတွေကိုမြေတောင်မြောက်ပေးနေတဲ့လူလည်းဖြစ်ပါတယ်။အဲဒီခေတ်ကယူနိုက်တက်အသင်းကို Busby Base လို့ခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့အသင်းရဲ့မန်နေဂျာ Matt Busby ကနာမည်ကြီးကစားသမားတွေကိုဈေးကြီးပေးဝယ်တာထက်သူရဲ့လူငယ်အကယ်ဒမီကနေထွက်လာတဲ့ကစားသမားတွေကိုပဲရုံရုံကြည်ကြီးနဲ့ပွဲထုတ်ခဲ့လို့ပါ။သူတို့ကအရန်တော်ကြပြီးတော့အင်္ဂလန်လိမှာပိုးဆွဲနေခဲ့ကြပါတယ်။မကြခင်မှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ကနဝင်တူဖြစ်လာမယ့်အသက်19နှစ်အရွယ်ဘော်ဘီချာတန်ကအသင်းကြီးမှာကစားခွင့်ရဖို့အတွက်လေ့ကျင့်ခွင့်ကိုတနားရီစောလာပြီးတနားရီနောက်ကျမှပြန်တဲ့အတွက်နီးပြနှစ်ဦးလုံးကသူ့ကိုတတိထားမိလာခဲ့ကြပါတယ်။ဘော်ဘီချာတန်ဟာ inside forward ဖြစ်ကစားရသူလည်းဖြစ်ပါတယ်။အခုခေတ်နဲ့ဆိုရင်တော့တိုက်စစ်စင်နဲ့ကွင်းလဲလူဒါမှမဟုတ်ရှေ့တန်းတိုက်စစ်မှုရဲ့အနောက်ကနေကစားပေးခဲ့ရတဲ့သူပါ။သူကဘောလုံးကိုအဝေးကနေကန်သွင်းရမှာအရန်တော်ပါတယ်။နောက်တစ်ယောက်ကတော့ Duncan Edwards ပါ။သူကတော့ wingback ဖြစ်ကစားပါတယ်။အခုခေတ်ကစားကွက်အနေနဲ့ကတော့ back to back midfielder ဒါမှမဟုတ်ခံစစ်ကွင်းလဲလူနေရာမျိုးပါ။ဒန်ကန်ဟာခန္ဓာကိုယ်အရန်တောင်တင်ပြီးဒတ်ထန်လို့တောင်နာမည်ပြောင်းရထားတဲ့သူပါ။သူဟာအသက်22နှစ်အရွယ်မှာရင်ကမ္ဘာအကောင်းဆုံးကစားသမားတူဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ Matt Busby ကဘော်ဘီကိုအသင်းကြီးမှာရွေးချယ်ခံရပြီဖြစ်ကြောင်းအတီးပေးလိုက်တဲ့အခါဘော်ဘီဟာအရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်။အဲဒီညမှာတော့သူဟာစိတ်လှုပ်ရှားလုံးလို့အိတ်လို့မရဖြစ်နေခဲ့ပြီးညသကောင်ကြီးမှာအဆောင်ကနေတိတ်တိတ်လေးထွက်လာခဲ့က Old Trafford ကွင်းကြီးစီကိုလမ်းလျှောက်သွားခဲ့ပါတယ်။မောင်မဲနေတဲ့ကွင်းကြီးထဲမှာသူတယောက်တည်းရက်ကြည့်ရင်းမနက်ဖြန်မှာသူဟာဒီမြက်ခင်းပြင်ပေါ်မှာကစားရတော့မယ်ဆိုတဲ့အသင်းနဲ့ရင်ခုန်နေခဲ့ပါတယ်။ဘော်ဘီရဲ့ပထမဆုံးပွဲဥထွက်ပြိုင်ပွဲအသင်းကတော့ချာတန်အက်တလက်တစ်အသင်းပဲဖြစ်ပါတယ်။အဲဒီခေတ်ကတော့သူတို့ကအဆင့်မြင့်တန်းမှာရှိနေခဲ့ပေမဲ့အခုလက်ရှိ2026ခုနှစ်မှာတော့ချာတန်အက်တလက်တစ်အသင်းကအင်္ဂလန်ရဲ့ချန်ပီယံရှစ်မှာကစားနေတဲ့အသင်းပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကချာတန်အက်တလက်တစ်အသင်းကို4-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဘော်ဘီဟာအဲဒီပွဲမှာ2ဂိုးသွင်းယူနိုင်ခဲ့ပြီးဘရိတ်တက်တွေရဲ့အားပေးမှုကိုစတင်ရရှိခဲ့ပါတယ်။အဲဒီအချိန်မှာမန်ချက်စတာယူနိုက်တက်ဟာအမှတ်ပေးစရာမှာထိပ်ဆုံးကနေဦးဆောင်နေခဲ့ပြီးအင်္ဂလန်ရဲ့အထောက်ပံ့ဆုံးအသင်းဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့Matt Busby ရဲ့အိမ်မက်ကတီးထက်ကြီးပါတယ်။အဲဒါကတော့ European Cup အခု Champions League ကိုကစားဖို့ပဲဖြစ်ပါတယ်။1958ခုနှစ်ကိုရောက်တဲ့အခါမန်ယူဟာဥရောပဖလား Champions League ကိုရယူဖို့အိမ်မက်မှတ်လာခဲ့ပါတယ်။ဒါပေမဲ့အင်္ဂလန်ဘောလုံးပွဲချုပ် FA ရဲ့အတွင်းရေးမှူးအလန်ဟာတက်ကာကမန်ယူတင်းနေတဲ့ဥရောပမှာသွားကစားတာကိုသဘောမတူခဲ့ပါဘူး။အင်္ဂလန်လိကိုပဲအာရုံစိုက်စေခြင်းခဲ့ပါတယ်။ဒါပေမဲ့ Matt Busby ကတော့သူ့ရဲ့ကစားသမားတွေကိုကမ္ဘာအဆင့်မှာစမ်းသပ်ချင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ FA ကစီကံချက်တစ်ခုနဲ့ခွင့်ပြုလိုက်ပါတယ်။အဲဒါကတော့ဥရောပမှာကစားပြီးရင်အင်္ဂလန်ကပွဲစဉ်တွေကိုမှီအောင်ပြန်လာရမယ်။ပွဲရွှေ့ပေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။တကယ်လို့ပွဲမကစားခင်တရက်လိုကြိုမရောက်လာပါကအမတ်ရောခံရမယ်လို့လည်းအကြက်ကင်ခဲ့ပါတယ်။ဒါကအသင်းအတွက်အတော်လေးပင်ပန်းစေခဲ့ပါတယ်။1958ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာတော့မန်ယူဟာယူဂိုစလာဗီးယားနိုင်ငံက Rasta Belgrade အသင်းနဲ့ချန်ပီယံလိဒုတိယအကျော့ပွဲစဉ်ကိုတွားရောက်ကစားခဲ့ရပါတယ်။မန်နေဂျာ Busby ကတော့10ရက်နေ့ဟူဗာတန်နဲ့ကစားမဲ့ပွဲစဉ်ကိုမှီဖို့အတွက် private လေယာဉ်တစ်စီးကိုငှားရမ်းခဲ့ပါတယ်။ပွဲရလက်ကတော့3-3တည်ကြခဲ့ပြီးမန်ယူတင်းကဆီမီဖိုင်နယ်တက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲဒီခရီးစဉ်မှာလက်ထောက်နီးပြဂျင်မီမာဖီမပါသွားခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူဟာမန်ယူတင်းရဲ့လက်ထောက်နီးပြအပြင်ဝေးစ်နိုင်ငံတင်းရဲ့နီးပြချုပ်ဖြစ်လေတာဝန်ယူထားရလို့ပါ။အဲဒီချိန်မှာဝေးစ်တင်းကအစ္စရေးတင်းနဲ့ကမ္ဘာဖလားခြေစစ်ပွဲကစားဖို့ရှိနေတာကြောင့်သူကကာတစ်မြို့မှာကျန်နေခဲ့ပါတယ်။1958ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ဘက်ဂရိတ်ကနေပြန်လာတဲ့လေယာဉ်ဟာစီဖြစ်ဖို့အတွက်ဂျာမနီနိုင်ငံမြို့နေမြို့မှာခဏနာခဲ့ပါတယ်။အဲဒီနေ့ကရာသီဥတုကအရန်ဆိုးဝါးနေခဲ့ပြီးနှင်းတွေတအားကျနေခဲ့ပါတယ်။လေယာဉ်ဟာပြန်တက်ဖို့နှစ်ကြိမ်နိုင်ကြိုးစားခဲ့ပေမဲ့အင်ဂျင်ချိုရင်းမှုကြောင့်မအောင်မြင်ခဲ့ပါဘူး။တတိယကြိမ်ထပ်မံကြိုးစားတဲ့အချိန်မှာတော့လေယာဉ်ဟာပြေးလန်းချော်ပြီးအနီးနားကအဆောက်အဦကိုဝင်တိုက်ကပေါက်ကွဲသွားခဲ့ပါတယ်။ဘော်ဘီတယောက်တတိပြန်ရလာချိန်မှာတော့သူ့ပတ်ဝန်းကျင်မှာလေယာဉ်ပြက်ကြီးနဲ့သူ့ရဲ့တငယ်ချင်းတွေတေဆုံးနေတာကိုမြင်တွေ့လိုက်ရပါတယ်။မန်နေဂျာ Matt Busby ကအဆုတ်တန်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ကိုခန္ဓာတစ်ခုလုံးကလည်းကျိုးပဲ့တန်ရာတွေနဲ့အသက်ရှင်ဖို့ခဲရင်းတဲ့အခြေအနေမှာရှိနေခဲ့ပြီးတော့သူ့ကိုဆေးရုံပို့ပေးခဲ့ပါတယ်။ဘော်ဘီချာတန်ကတော့ကိုခန္ဓာမှာဒဏ်ရာနှင်းငယ်ပဲရခဲ့ပေမဲ့သူ့ရဲ့စိတ်ဝိညာဉ်တွေကတော့အပိုင်းပိုင်းဆဆပျက်စီးနေခဲ့ပါပြီ။သူ့ရဲ့ဘေးနားမှာရှိတဲ့ဝေဒနာခံစားနေရတဲ့သူ့ရဲ့တငယ်ချင်းတွေကိုကြည့်ပြီးဘာလို့ဘာကံရမှမသိအောင်ကိုဖြစ်နေခဲ့ရပါတယ်။အထူးသဖြင့်သူ့ရဲ့အရင်းနှီးဆုံးတငယ်ချင်းဖြစ်သူဒန်ကန်အက်ဒဝတ်ကိုရှာနေခဲ့ပေမဲ့ဒန်ကန်ကတော့တခြားခန်းတစ်ခုထဲမှာအပြင်းထန်တန်ရာတွေနဲ့တေလူမျောပါဖြစ်နေခဲ့ပါတယ်။တရင်ရချင်းမှာပဲဂျင်မီမာဖီတယောက်မျိုးနစ်ဆေးရုံကိုလိုက်လာခဲ့ပြီးသူ့ရဲ့အသင်းသားတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဘော်ဘီတယောက်ကတော့ဂျင်မီနဲ့တွေ့ချင်းမှာပဲအသင်းသားတွေအကြောင်းမေးနေခဲ့ပြီးငိုကြွေးနေခဲ့ပါတယ်။ဂျင်မီတယောက်မတ်စီကိုသွားတဲ့အခါမတ်တယောက်ကတော့သူ့ရဲ့လေယာဉ်တစ်စီးလုံးငှားစီးမိတဲ့အကြံကြောင့်အခုလိုအဖြစ်ဆိုးမျိုးဖြစ်ခဲ့ကြောင်းနောက်ထပ်အကြီးကျယ်ရနေပါတယ်။ဂျင်မီကအပြေသိမ်ပေးနေခဲ့ပြီးမတ်ကတော့ Old Trafford မှာအသင်းရဲ့အလံကိုဆက်လက်လွှင့်ထူထားဖို့ပြောနေခဲ့ပါတယ်။ဒန်ကန်ကတော့ကြောက်ကတ်တွေလုံးဝပျက်စီးသွားခဲ့ပြီးလုံးဝအခြေအနေမကောင်းဘူးလို့ဆရာဝန်ကဂျင်မီကိုရှင်းပြနေခဲ့ပါတယ်။ခဏကြာမှတော့ဒန်ကန်နိုးလာခဲ့ပြီးစနေနေ့ကစားမယ့်ပွဲချိန်ကိုဂျင်မီကိုမေးနေခဲ့ပါတယ်။
တရနေ့စိတ်သက်ပြင်းပြနေတဲ့ဒန်ကန်ကိုကြည့်ပြီးဂျေမီတယောက်ခွဲရမှရှာကြီးတငင်ငိုနေခဲ့ပါသည်လေရင်ပြတ်ကျမှုကြောင့်အသင်းသား၈ယောက်အဖွဲ့ဝင်တွေနဲ့သတင်းထောက်တွေအပါအဝင်စုစုပေါင်း23ယောက်သေဆုံးခဲ့ပါသည်ဒီသတင်းစိုးကြီးကအင်္ဂလန်ကိုရောက်လာချိန်မှာတော့တမျိုးလုံးဝမ်းနဲ့ပူဆွေးခဲ့ကြရပါသည်ပရိသတ်တွေကအသင်းကိုချစ်လွန်းလို့ Old Trafford ကွင်းရှိမှာပန်းစည်းတွေပတ်စံတွေပို့ပေးပြီးအသင်းကိုကူညီခဲ့ကြပါသည်1958ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာတော့ဒေဆုံးသွားတဲ့သူရဲကောင်းတွေရဲ့အလောင်းတွေကိုမန်ချက်စတာကိုပြန်လည်တည်ဆောင်လာခဲ့ကြပါသည်ရုပ်အလောင်းတွေကို Old Trafford ကွင်းထဲကအားကစားရုံတွေမှာခေတ္တထားရှိခဲ့ပြီးမိသားစုဝင်တွေဟာလာတွေ့ခဲ့ကြပါသည်1958ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတော့ဂျေမီတယောက်ပြန်လည်သက်သာလာပြီးဖြစ်တဲ့ဘော်ဘီကိုအင်္ဂလန်ကိုပြန်ခေါ်ဖို့အတွက်မြို့နှင်းမြို့ကိုရောက်လာခဲ့ပါသည်ဘော်ဘီဟာအင်္ဂလန်ကိုမပြန်မီနောက်ဆုံးချိန်တွေရောက်နေပြီဖြစ်တဲ့သူ့ရဲ့တငယ်ချင်းဒန်ကန်နဲ့သွားတွေ့ခဲ့ပါသည်ဝေဒနာတွေပြင်းထန်ခံစားနေရတဲ့ဒန်ကန်တယောက်ကတော့ချန်ပီယံလိဆီမီဖိုင်နယ်မှာ AC မီလန်အသင်းနဲ့ကစားဖို့အတွက်စိတ်ကူးရင်နေကြောင်းဘော်ဘီကိုပြောပြနေခဲ့ပါသည်ဘော်ဘီတယောက်ကတော့ဒန်ကန်ကိုကြည့်ပြီးငိုနေုံကလွဲလို့ဘာမှမတတ်နိုင်ဖြစ်နေခဲ့ပါသည်ဒီလိုနဲ့ဂျေမီနဲ့ဘော်ဘီတို့ကအင်္ဂလန်ကိုပြန်ရောက်လာခဲ့ကြပါသည်1958ခုနှစ်ဖေဖော်ဝါရီလ21ရက်နေ့မှာတော့ဒန်ကန်တယောက်မြို့နှင်းမြို့ကဈေးရုံမှာတင်ကွယ်လွန်သွားခဲ့ပါသည်ဒီသတင်းကြောင့်နေပြဂျေမီနဲ့ဘော်ဘီတို့ကထပ်ပြီးတော့ဝမ်းနဲ့ပူဆွေးခဲ့ရပါသည်မန်ချက်စတာယူနိုက်တက်အသင်းရဲ့အောင်မြင်မှုအစာပြိုးနေတဲ့အချိန်အသင်းသားတွေနဲ့အခြေဆုံးတကယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့ဘော်ဘီတယောက်ဘောလုံးကိုစိတ်နာသွားခဲ့ပြီးသူ့ရဲ့အိမ်မှာပဲအချိန်ကုန်ဆုံးနေခဲ့ပါသည်တစ်ဖက်မှာတော့အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ကအသင်းကိုပိတ်ပစ်ချင်းခဲ့ပါသည်အကြောင်းပြချက်ကတော့မန်ယူနိုက်တက်အသင်းမှာကစားသမား17ယောက်ပြည့်အောင်တောင်မရှိတော့တာကြောင့်လိပြိုင်ပွဲကနေခဏနှုတ်ထွက်ဖို့ပြောလာခဲ့ပါသည်ဒါပေမဲ့ဂျေမီကတော့မန်ချက်စတာယူနိုက်တက်ဆိုတာဘလောက်ပဲကန်ဆိုးမှုမှောင်ကြားခဲ့ပါစေတေဆုံးခဲ့ရတဲ့တရေနီတွေအတွက်အသင်းကိုမဖြစ်မနေပြန်လည်တည်ဆောက်မဲလို့ပြောခဲ့ပါသည်ဂျေမီတယောက် Sheffield Wednesday နဲ့ FA ကပြိုင်ပွဲကိုကစားဖို့အတွက်အချိန်6ရက်သာရရှိခဲ့ပါသည်ဂျေမီယာစိတ်သက်ကြမသွားဘဲအသင်းသားဟောင်းတွေဖြစ်တဲ့ Bale Fox နဲ့ Harry Grant တို့ကိုပြန်ခေါ်ခဲ့ပြီးသူတို့နှစ်ဦးစလုံးကလည်းဒန်ယောင်ရီဂျာကနေပြန်ကစားပေးခဲ့ကြပါသည်ဂျေမီရဲ့နေမိတ်ညမိတ်စ조사မှုတွေကြောင့်တခြားအင်္ဂလန်ကလပ်အသင်းတချို့ကလည်းသူတို့ရဲ့ကစားသမားတွေကိုအငှားချပေးဖို့ကမ်းလှမ်းခဲ့ကြပါသည်ဂျေမီယာအဓိကအဖြစ်အောက်ခြေလေးတွေကနေအရေးချင်းရှိတဲ့လူငယ်တွေကိုရှာဖွေခဲ့ပြီးအမြန်ဆုံးလေ့ကျင့်ပေးကအသင်းတစ်ကိုပြန်လည်တည်ဆောက်ခဲ့ပါသည်တစ်ဖက်မှာလည်းစိတ်သက်ကြနေတဲ့ဘော်ဘီကိုဘောလုံးပြန်ကစားဖို့ဂျေမီယာဖြောင်းပြခဲ့ပေမဲ့ဘော်ဘီကတော့ကစားဖို့ကိုညှင်းဆန်ခဲ့ပါသည်1958ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့မှာ Sheffield Wednesday နဲ့ FA ဖလားကစားခဲ့ပြီး3ဂိုးကိုမရှိရလက်နဲ့အနိုင်ရခဲ့ကဘိုလ်လူပွဲကိုတက်ရောက်နိုင်ခဲ့ပါသည်အဲဒီအောင်ပွဲကကွယ်လွန်သွားတဲ့သူတွေအတွက်အကြီးမားဆုံးဂုဏ်ပြုမှုဖြစ်ခဲ့ပါသည်အဲဒီပွဲမှာပဲဘော်ဘီတယောက် United အတွက်ပြန်လည်ကစားပေးမယ်လို့နီးပြဂျေမီကိုကတိပေးခဲ့ပါသည်1958ခုနှစ်မေလ3ရက်နေ့မှာဝမ်ဘလီကွင်းကြီးကပရိသတ်3သိန်းကျော်နဲ့ပြည့်ရှင်နေခဲ့ပါသည်လေရင်ပြတ်ကျမှုဖြစ်ပွားပြီး3လအကြာမှာပဲမန်ချက်စတာယူနိုက်တက်အသင်းကအားလုံးကမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ FA ဖလားဘောလီပွဲကိုရောက်လာခဲ့တာပါတေဆုံးချင်းမှပြန်လည်ရှင်သန်ခြင်းဆိုတဲ့ Phoenix ရဲ့ logo နဲ့ Manchester United အသင်းက Modern Wanderers အသင်းနဲ့ FA Cup ဘောလီပွဲကိုရှင်ပြိုင်ကစားခဲ့ရပါသည်ဒါပေမဲ့ကစားသမားအင်အားမလုံလောက်မှုကြောင့် Borton ကို2ဂိုးကိုမရှိနဲ့ရှုံးနေခဲ့ရပါသည်ပရိသတ်တွေကတော့ရှုံးနေသွားတဲ့ Man U အသင်းသားတွေကိုမတ်တက်ရက်ပြီးဂုဏ်ပြုခဲ့ကြပါသည်ဘာကြောင့်လဲဆိုတော့သူတို့ကဖလားထက်ပိုရေးကြီးတဲ့တရေနေစိတ်တက်ကိုပြသနိုင်ခဲ့တယ်ပါအဲဒီပွဲကတေဆုံးသွားတဲ့ဒန်ကန်ပါဝင်အသင်းသား၈ယောက်အတွက်အကောင်းဆုံးဂုဏ်ပြုပွဲလေးဖြစ်ခဲ့ပါသည်ဂျေမီမာဖီယာမန်ယူအသင်းမှာမတ်စ်ဘတ်စပီရဲ့လက်ထောက်နီးပြအဖြစ်1946ခုနှစ်ကနေ1982ခုနှစ်အထိ25နှစ်ကြာတစ္ဆာရှိတာဝန်ထမ်းဆောင်ခဲ့ပါသည်ဂျေမီမာဖီယာ1989ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတော့အသက်89နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့ပါသည်အခုချိန်မှာ Old Trafford ရဲ့ကွင်းပြင်ဘက်မှာသူ့ရဲ့ဂုဏ်ပြုရုပ်ထုကိုစိုက်ထူထားပြီးသူ့နာမည်နဲ့လူငယ်ကစားသမားစုဂျေမီမာဖီ Young Player of the Year ကိုလည်းနှစ်စဉ်ပေးရနေစေဖြစ်ပါသည်ဘော်ဘီချာတန်ဟာမန်ချက်စတာယူနိုက်တက်သမိုင်းမှာအကြီးကျယ်ဆုံးသောကနဝင်တဦးဖြစ်လာခဲ့ပါသည်မန်ယူအသင်းအတွက်ပွဲ958ပွဲကစားပေးခဲ့ပြီး249ကိုသွင်းယူပေးနိုင်ခဲ့ပါသည်အင်္ဂလန်လိချန်ပီယံ3ကြိမ် FA ဖလား2ကြိမ်နဲ့ချန်ပီယံလိဖလား2ကြိမ်ရရှိခဲ့ပါသည်ဒါတွေမကသေးပဲ1966ခုနှစ်ကမ္ဘာဖလားမှာအင်္ဂလန်အသင်းနဲ့အတူကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့ပါသည်ကမ္ဘာဖလားရယူပေးခဲ့တဲ့ဘော်ဘီဟာ1966ခုနှစ်မှာပဲဘော်လွန်ဒေါဆုကိုပါရရှိခဲ့ပါသည်မန်ချက်စတာယူနိုက်တက်အသင်းရဲ့လမ်းချန်ကြီးဘော်ဘီချာတန်က2023ခုနှစ်အောက်တိုဘာလ21ရက်နေ့အသက်86နှစ်အရွယ်မှာပဲကွယ်လွန်သွားခဲ့ပါသည်